ကျောင်းအုပ်ကြီးရဲ့ကျိုးပဲ့နေတဲ့ကြောင်ရုပ်ကိုကောင်လေးကပြင်ပေးနေတော့အယုတ်ထဲမှာလျှို့ဝှက်ကင်မရာတစ်လုံးထည့်ထားတာကိုမတော်တဆတွေ့သွားတယ်။ memory card ကိုကွန်ပျူတာနဲ့ချိတ်လိုက်တဲ့အချိန်မှာတော့ကျောင်းအုပ်ကြီးဖုံးကွယ်ထားတဲ့အရှက်ရစရာလျှို့ဝှက်ချက်တွေအကုန်ပေါ်လာခဲ့တယ်။ကောင်လေးကအဲ့ဒီဗီဒီယိုကိုမဆိုင်မတွပဲ social media ပေါ်တင်လိုက်တယ်။မကြခင်မှာပဲတနိုင်ငံလုံးကိုပြန့်နှံ့သွားပြီးလူတိုင်းရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တယ်။သူ့တန်းဖော်တွေကလည်းသူ့ရဲ့တတိရှိတဲ့လုပ်ရက်ကိုချီးကျူးကြပြီးကောင်လေးလည်းကိုယ့်လုပ်ရက်အတွက်ဂုဏ်ယူနေခဲ့တယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့ကျောင်းအုပ်ကြီးကသူ့မိဘတွေကိုကျောင်းခေါ်တွေ့တယ်။အမေကဘလောက်ပဲတောင်းပန်နောက်ဆုံးမှာတော့ကောင်လေးဟာကျောင်းကနေထုတ်ပယ်ခံလိုက်ရတယ်။ရွေးချယ်စရာမရှိတော့တဲ့ကောင်လေးဟာအင်တာနက်ဆိုင်တစ်ဆိုင်မှာအလုပ်ဝင်လုပ်ခဲ့ရတယ်။အလုပ်စူးစမ်းပြီးတဲ့နောက်လောက်ခတောင်းတော့ဆိုင်ရှင်ကကလေးပဲဆိုပြီးအလွယ်တကူဖိနှိပ်လို့ရမယ်ထင်ကပတ်စံလုံးဝမပေးဘူး။ဒါပေမဲ့ကောင်လေးကတော့လုံးဝမကြောက်ခဲ့ဘူးဖုန်းကိုထုတ်ပြီးအနှဲငယ်ပဲနှိပ်လိုက်တာနဲ့ဆိုင်ထဲကကွန်ပျူတာအားလုံး burst ဝင်သွားပြီးတလုံးမကျန်ပိတ်သွားခဲ့တယ်။ဆိုင်ရှင်ကတော့မျက်လုံးပြူးပြီးဘာလို့ရမှန်းတောင်မသိတော့ဘူး။အဲ့ဒီအလုပ်ကိုဆုံးရှုံးပြီးနောက်ကောင်လေးဟာအသက်မွေးဖို့အမိုက်လိုက်ကောက်တဲ့ဘဝကိုရောက်သွားတယ်။ဒီနေ့မှာတော့အမိုက်ပုံးနဲ့ရှာဖွေနေရင်ဟာကပြိုင်ပွဲဖိတ်စာတစ်စောင်ကိုမတော်တဆတွေ့လိုက်တယ်။နောက်တနေ့မနက်မှာပဲသူကပြိုင်ပွဲကျင်းပတဲ့နေရာကိုတန်းသွားလိုက်တယ်။ပွဲစီစဉ်သူတွေကသူတို့ရဲ့လုံခြုံရေးစနစ်ကိုအလွန်ယုံကြည်နေပြီးတနာရီအတွင်းလုံခြုံရေးအဆင့်10ဆင့်လုံးကိုဖောက်ထွင်းနိုင်တဲ့သူတိုင်းကိုဒေါ်လာ9 သန်းစုချီးမြှင့်မယ်လို့ကြေညာခဲ့တယ်။ဒီစကားကိုကြားလိုက်တာနဲ့ကောင်လေးကမဆိုင်မတွပြိုင်ပွဲဝင်ဖို့ချက်ချင်းစည်ရင်းသွင်းလိုက်တယ်